ချစ်ကဘာကိုရှာစမြဲမို့လေရှာခဲ့ရဖို့ရဲ့ရင်နာစရာအကြောင်းတွေကိုဖန်တီးခဲ့သူအချစ်ရဲ့ပိုင်ဆိုင်သူအတွက်ဆိုဒီကဘာလောကကြွေးကြံတွေကိုမစင်စားနဲ့လေချစ်ရဲ့ရုံနိုင်အောင်ပဲသူဖြတ်စီခဲ့မရောက်သေးတဲ့ချစ်ခီလမ်းကိုရင်နာရရဲ့ချစ်ကဟာသူကိုယ်တိုင်ရဲ့ဆုံးဖြတ်ရဲ့မေဟာလိုလေသေးမရှိရဲ့ဆန္ဒရဲ့ကိုရှင်လားဒါဆိုရဲ့မေဟာကိုလည်းမထိုက်မှန်သေးရဲ့